ဆာဟာရသဲကန္နာယာကြီးကနေနှစ်စဉ်ထွက်ရှိတဲ့သဲမုန်တန်ချိန်182တန်းဟာအမေဇုံမိုးတစ်တောကြီးအတွက်မြေဩဇာဖြစ်ပေးနေကြတယ်။ဆာဟာရသဲကန္နာယာကြီးဟာအမေဇုံမိုးတစ်တောကြီးကိုနှစ်စဉ်နှစ်တိုင်းအကျိုးပြုပေးနေတယ်ဆိုတာကိုသင်သိပြီးပါပြီလား။ဆာဟာရသဲကန္နာယာကြီးဆိုတာကမ္ဘာအကြီးဆုံးနဲ့အပူဆုံးသောသဲကန္နာယာကြီးဖြစ်ပါတယ်။ဆာဟာရသဲကန္နာယာဆိုတာအာဖရိကတိုက်မှာတည်ရှိပြီးအမေဇုံမိုးတစ်တောကြီးကတော့တောင်အမေရိကတိုက်မှာတည်ရှိပါတယ်။နေရာတွေကတခြားစီဖြစ်ပါတယ်။ဆာဟာရသဲကန္နာယာကိုဖျက်ဆီးတိုက်ခတ်တဲ့လေပြင်းတွေကြောင့်သဲမုန်တွေဟာနှစ်စဉ်နှစ်တိုင်းတန်ချိန်ပေါင်း182တန်းလောက်ဆုံးရှုံးနေရပြီးအဲ့ဒီသဲမုန်တွေဟာအတ္တလန္တိတ်သမုဒ္ဒရာကြီးကိုကျော်ဖြတ်လို့အမေဇုံမိုးတစ်တောကြီးအထိလွင့်ပြန်လာကြပါတယ်။အမေဇုံမိုးတစ်တောကြီးထဲမှာတော့တစ်ပင်ကြီးတွေအများအပြားပေါက်ရောက်နေကြတာကြောင့်သဲမုန်တွေကတခြားနေရာကိုထပ်မလွင့်တော့ပဲအမေဇုံမိုးတစ်တောကြီးထဲမှာပဲလမ်းဆုံးသွားခဲ့ကြပါတယ်။ဖြစ်ချင်တော့အဲ့ဒီသဲမုန်တွေထဲမှာ phosphorus ဓာတ်တွေပါရှိပါတယ်။ဒါကအပင်တွေအတွက်အရေးကြီးတဲ့အာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ဒီသဲမုန်တွေကြောင့်အမေဇုံမိုးတစ်တောကြီးရဲ့မြေဆီလွှာတွေကပြန်လည်ကောင်းမွန်လာစေနိုင်တယ်လို့လည်းသုတေသနပညာရှင်တွေကဆိုထားပါတယ်။